Hello မင်္ဂလာပါဒီနေ့ကတော့ညီတို့လာပြည့်နေ့ပေါ့နော်သတင်းကျွတ်လာပြည့်နေ့လည်းဖြစ်တယ်ထူးထူးခြားခြားလေးအနေနဲ့သတင်းကျွတ်လာပြည့်နေ့ကအနောက်တိုင်းယူဆရဆိုရင်ညီတို့ဒီကိုမှရှိနေတဲ့ physical mental အဓိကတော့ညီတို့ mental ပေါ့နော် mental နဲ့ emotional တွေ release လုပ်ချင်တဲ့သူတွေအတွက်ဆိုတော့ဒီနေ့ကအကောင်းဆုံးနေ့လေးလို့လည်းပြောချင်တယ်ကိုမှရှိနေတဲ့လေးလံတဲ့အကြောင်းအရာတွေကိုကိုကထားခဲ့ပြီးတော့နောက်ထပ်ပေါ့နော်ဒီနောက်ထပ် new version new moon မှာကောင်းတဲ့အလားလာတွေဘလို့တွေရှိနေမလဲဆိုတာလေးကိုငင်းထဲရိုကလေးနဲ့ကြည့်ပေးမှာပဲဖြစ်ပါရဲ့เนาะโอเคအဲဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးသည့်နေရာစပြီးတော့ငင်းတင်တဲ့ဒီသတင်းကျွတ်ဆိုတော့ညီတို့2025ပေါ့เนาะ2025အတော်တွင်ဘယ်ချိန်ကြည့်ပြတဲ့ရက်ကရေနောက်နှစ်ပတ်အတော်တွင်ပေါ့နှစ်ပတ်အတော်တွင်မှာဆိုရင်ကြုံနိုင်မဲ့ဒီအလားလာတွေနောက်တစ်ခုကတချို့လူတွေဆိုရင်တော့နှစ်လထိဖြစ်သွားရင်လည်းဖြစ်သွားနိုင်ပါတယ်ဒါငင်း intuition အရာထပ်ပြီးတော့ပြောပြလိုက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်โอเคအဲဆိုရင်ညီတို့ tarot card လေးနဲ့ကြည့်ပေးပါမယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူဒီလာပြင်းနေရစပြီးတော့ဘယ်ချိန်ကြည့်ပြ2025အတော်အတွင်းမှာကြည့်ပြတယ်ဆိုရင်ကိုဘယ်ဟာတွေညီတို့ release ပေါ့ release ထားခဲ့ရမလဲကို let's go လုပ်ခဲ့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုညီကြည့်ပေးမှာပဲဖြစ်ပါရဲ့เนาะအခုကြည့်နေတဲ့သူပေါ့နော်ကြည့်နေတဲ့သူဒီဗီဒီယိုလေးကိုကိုယ့်ရဲ့ဝေါ်ပေါ်မှာရောက်လာပြီးမြင်လာပြီးဆိုရင်သိကြပါတယ်2025အတော်တွင်လဲဖြစ်တဲ့ဒီဗီဒီယိုလေးကိုလည်းမြင်ရရဲဆိုရင်တော့ညီတို့အခုသတင်းကျွတ်လာပြင်းနေရစပြီးတော့ဘာတွေ let's go လောက်ရမလဲဆိုရင်တော့ကိုယ့်ရဲ့စိတ်ပင်ပန်းမှုတွေစိတ်ကိုလုံးဝကိုအနာပေးလိုက်ပါကိုဖြစ်ချင်တဲ့ဥစ္စာဒီဗီဒီယိုကြည့်ပြီးတော့ကိုဖြစ်ချင်တဲ့ဥစ္စာကိုဘာမှမစင်စားပဲလုံးဝ plain ပေါ့နော်ကိုယ့်ရဲ့ခေါင်းထဲမှာကိုယ့်ရဲ့စိတ်ထဲမှာအကုန်လုံးဘာမှမလုပ်ပဲနဲ့လုံးဝကိုလွှတ်ချလိုက်ပြီးတော့လုံးဝကိုအနားပေးရမယ် physical relax လုပ်ပေးရမယ် mental လည်း relax လုပ်ပေးရပါမယ်အရန်ကိုပင်ပန်းနေကြတာလည်းငြိမ်တွေ့ရတယ်တချို့လူတွေဆိုရင်တိုက်ခိုက်မှုတွေအရန်ဝင်းရနေတယ်နောက်တစ်ခုကကြတော့မလောက်တာမရှားတာအနေထားတွေလည်းကြုံတွေ့ရတာတွေရှိကောင်းရှိခဲ့မယ်နောက်တစ်ခုကကြတော့ဘယ်လိုခေါ်မလဲတချို့လူတွေဆိုရင်ဒီကိုယ့်ရဲ့အတိတ်ကိုပြန်ပြီးတော့စိတ်မလုံခြုံတာလေးလဲသွားတွေ့ရရပေါ့နော်ဒီနေ့ကစပြီးတော့ညီတို့သတင်းကြွလာပြနေရရင်2025အတော်တွင်ဘယ်ရက်ကြည့်ပြတဲ့ရက်ကရင်နောက်နှစ်ပတ်အတော်တွင်နောက်2လအတော်တွင်မှာဆိုရင်တော့နောက်2လတောင်မဟုတ်ဘူးညီတို့နောက်2ပတ်2လအတွင်းဟုတ်ပါတယ်2လအတော်အတွင်းမှာဆိုရင်တော့သေချာပါတယ်ညီတို့စိတ်ကိုလုံးဝကို relax နားယူပေးပါ mental အဖြစ်လည်း relax အနားယူပေးပါနောက်တစ်ခုကကြာ meditation လေးထိုင်ပေးပါဆိုပြီးတော့လည်းငြိမ်ထက်လောင်းပြီးတော့ပြောပေးတင်ပါတယ်ကိုယ့်ရဲ့စိတ်လေးကိုဘာမှမတွေးဘဲနဲ့နေပေးလိုက်ပါနောက်တစ်ခုကကြာတော့ကိုယ့်ရဲ့ဒီအလောက်ကင်လေးဘာမှမလုပ်သေးဘဲနဲ့တိတ်ဆိတ်လေး2နာရီလောက်ကိုကိုယ့်အနေနဲ့တယောက်တည်းအေးအေးဆေးဆေးလေးနေပေးကြည့်ပါဘယ်နှစ်ရက်လောက်နေပေးရမလဲဆိုရင်တော့ညင်ကတော့2ပတ်လောက်ပေါ့နော်2ပတ်လောက်ကိုအဲ့လို physical ရော mental ရောလုံးဝကိုနားပေးအဓိကတော့ညင်တို့စိတ်ကိုအနားပေးလိုက်တာမှလေအလုပ်တွေမလုပ်တော့ဘူးဒီတရက်လည်းငါမလုပ်ဘူးဟိုတရက်လည်းမလုပ်ဘူးလို့အဲ့လိုပြောတာမဟုတ်ဘူးကိုယ့်အတွက်အချိန်လေး2နာရီလောက်ပေးပါ2နာရီမှာတစ်ခါကလုံးဝကို physical စိတ်ကလုံးဝကိုအနားပေးလိုက်physical ကလုံးဝအနားပေးလိုက်ခန္ဓာကိုယ်ကြီးအနားပေးပြီးတော့နောက်တစ်ခုကကြတော့ mental ဝဲအနားပေးပြီးတော့ညီတို့ meditation လေးနိုင်ဝက်လောက်ထိုင်ပေးပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့ထွက်ပေါက်တွေပို့ပြီးတော့တွေ့ရပါလိမ့်မယ်ညီတို့ဒီအခုဗီဒီယိုလေးကြည့်ပြီးတဲ့သူတွေပေါ့နော်ကြည့်ပြီးရဒီဗီဒီယိုလေးကိုမြင်လာတဲ့ရက်ကစပြီးတော့ညီတို့သတင်းကြွလာပြင်းရစပြီးတော့ဒီ2025အတော်တွင်းမှာဆိုရင်ဘယ်ချိန်ကြည့်ပြပေါ့နော်ကြည့်ပြတဲ့ရက်ကရေညင်တို့2ပတ်2လအတော်တွင်းမှာကြုံရမဲ့ဒီ money ပေါ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘယ်ကနေငွေကြေးတွေရနိုင်တယ်လဲဒါကတော့လူတိုင်းသိကျင်ကြမှာထင်ပါတယ်ငွေကြေးတွေဘယ်ကနေရနိုင်မလဲဆိုတာလေးကိုညင်ကြည့်ပေးသွားမှာပဲဖြစ်ပါတယ်ကြည့်ပေးပါမယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေပေါ့နော်ကြည့်နေတဲ့သူတွေအနေနဲ့ဘယ်ကားတွေရနိုင်လဲဆိုတော့ညီတို့
ကိုအတွက်ကိုအချိန်လေး15မိနစ်လောက်ပေးပါကိုဖြစ်ချင်တာလေးတွေကိုစာရွက်ထဲမှာရေးပေးခြင်းအပြင်လည်း idea တွေဒီထဲကလူတွေထွက်သွားလိမ့်မယ်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ကိုယ့်ရဲ့ငွေကြေးတွေကိုကိုရိုင်းဒီငွေထွက်ငွေလေးတွေကိုနောက်ထပ်ပြီးတော့ဒီ management လုပ်ကြည့်ပါအဲ့ကနေလဲငွေတွေ income တွေထပ်ဝင်လာပါလိမ့်မယ်နောက်တစ်ခုကကြတော့တချို့လူတွေဆိုရင်အရန်ကိုငွေကြေးပိုရှန်လာပြီပေါ့နော်ပိုရှန်တဲ့လူတွေဆိုရင်တော့ investment လုပ်တဲ့ဟာလေးတွေကိုလုပ်ပါဆိုပြီးညအကြံဉာဏ်ပေးခြင်းပါတယ်၃မျိုး၃စားရှိပါမယ်ဒီထဲကသူတွေငွေကြေးနဲ့ပတ်သက်ပြီးလုံးဝမဝင်သေးတဲ့သူဆိုရင်သေချာပါတယ်ကိုယ့်ရဲ့ဒီဖြစ်ချင်တဲ့ဥစ္စာတွေကိုပိုင်ဆိုင်တဲ့ဟာတွေကိုရနေရအကုန်လုံးကိုဖြစ်ချင်ကိုဘယ်သူမှမပြောတဲ့အကြောင်းအရာတွေစာရွက်ထဲမှာရင်းရရင်ညီတို့journaling လုပ်ရင်ရရင်လည်း income ကိုခေါင်းထဲမှာပေါ်လာလိမ့်မယ်နောက်တစ်ခုကကြတော့လေငွေကြေးရမဆိုးစလောက်လေးရနေပြီဒါပေမဲ့အတိုင်းအတာတစ်ခုထိဒီဘယ်လိုပြောမလဲငွေပိုမရှန်သေးဘူးဆိုရင်လည်းသေကြတယ်ညီတို့ငွေကြေးတွေကိုငွေထွက်ငွေလေးတွေကိုပြန်ချိန်ခြင်းအပြင်လဲငွေတွေ income တွေတိုးလာပါလိမ့်မယ်နောက်တစ်ခုကဘာလဲဆိုတော့ငွေ income တွေတိုးပြီးသားလူတွေဒီဗီဒီယိုထဲမှာကြည့်ရလူတွေရှိမယ်အဲဆိုရင်တော့ investment ကို passive income ထိလုပ်နိုင်တဲ့အလားအလာတွေအများကြီးပေါ်လာပါလိမ့်မယ်ဆိုတာလေးကိုညင်ထပ်လောင်းပြီးတော့ပြောပေးခြင်းပါတယ်ဒါကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘလို့ပေါ့ဒီအခုလက်ရှိဘဝကနေဘလို့တိုးတက်လာအောင်ဖြစ်လာမလဲဆိုတာလေးကိုညင်ကက်လေးနဲ့ကြည့်ပေးသွားတယ်ဒီတစ်ခါတော့ညင်တို့လာပြည့်နေ့လာပြည့်နေ့ကစပြီးတော့ညင်တို့2025ဘယ်ချိန်ကြီးဖြစ်ပြီးခဲ့ရက်ကနေနှစ်ပတ်ဒါမှမဟုတ်2လအတော်တွင်းမှာကြုံရမယ်ပေါ်တယ်ဂိတ်ပေါ့ကိုအတွက်တယောက်နဲ့တယောက်ကတော့ပေါ်တယ်ဂိတ်ချင်းတူချင်းမှတူမယ်ဒါ collective reading ဖြစ်တဲ့အတွက်ကြောင့်မလို့ငိမ့်အနေနဲ့အားလုံးကိုခြုံပြီးတော့ဟောပေးမှာပဲဖြစ်ပါတယ်ဘသူတွေပေါ်တယ်ဂိတ်တွေပွင့်ပြီးတော့ဘယ်လိုပုံစံမျိုးတွေလဲဆိုတာလေးငိမ့်ထက်လောင်းပြောပေးပါအောင်မယ်ဒါကတော့ပေါ်တယ်ဂိတ်ဘယ်လိုပွင့်မလဲဆိုတာလေးကိုငိမ့်ကြည့်ပေးပါမယ်โอเคဒီထက်ကလူတွေguide နေအရန်လိုအပ်တယ်ကိုလမ်းပြပေးမဲ့သူပေါ့နော်ဆရာပဲဖြစ်ဖြစ်တက်ရှိpeople ပဲဖြစ်ဖြစ်စာအုပ်တွေပဲဖြစ်ဖြစ်အရန်လိုအပ်တယ်အိုက်ကနေတဆင့်လဲညတို့ portal gate တွေပွင့်သွားနိုင်ပါတယ်နောက်ဒီထဲကသူတွေမှာဆို comfort zone တွေကထွက်ကိုထွက်ရတော့မယ်နော် comfort zone တွေကထွက်ကိုထွက်ရတော့မယ်comfort zone မှာတာယာမနေပါတော့နဲ့ထွက်မှတာလင်းအဆင်ပြေပါမယ်နောက်တစ်ခုကကြတော့ညတို့ဒီကိုပြန်ပြီးတော့ချုပ်ထားတယ်ပေါ့နော်ဒီအကြောင်းအရာတွေကိုလည်းညတို့လုံးဝကိုlet's go လုံးတင်ရင်လောက်ခဲ့ပြီးတော့ခါကြတော့ရှေ့ဆက်သွားတဲ့အကြောင်းအရာလေးကိုသွားမှရတော့မယ်ဆိုတာလေးကိုညင်ဒီဗီဒီယိုတွေကတစ်စင်ပြောချင်ပါတယ်ကိုက portal gate ပွင့်ကျင်နေဆိုရင်တော့သေချာပါတယ်ကိုကစာအုပ်စာပေနဲ့တူတူရှိရင်ရှိမရှိရင်ကိုလမ်းပြပေးမယ်ဆရာကောင်းနေနဲ့ဆရာကောင်းတယောက်လောက်ရှိရင်ကို okay that's all အဆင်ပြေရပေါ့နော်အဲ့ရလေးနဲ့ရှိရင်ဆိုရင် portal gate တွေပွင့်သွားပါလိမ့်မယ်တချို့လူတွေကကြတော့ကိုတိုင်းနီးလန်းလဲတည်တယ် comfort zone ထဲမှာနေနေဆိုရင်တော့ comfort zone ကထွက်ဖြစ်အောင်ထွက်ပါဒါဆိုရင်လည်းညတို့ portal gate ပွင့်သွားပါလိမ့်မယ်နောက်တူကကြတော့ဒီအတိတ်ကိုလုံးဝမတွေးပါတော့နဲ့အတိတ်ကရေလုံးဝကိုထွက်လာခဲ့ပြီးတော့ခရီးပေါ့ new journey ခရီးစဉ်လေးကိုစတင်လှမ်းလိုက်တာနဲ့ portal gate တွေပွင့်လာပါလိမ့်မယ် okay အဲဆိုရင်ပြန်ပြီးတော့ဒီ oracle နဲ့ tarot card နဲ့ဆက်ပြီးတော့ပြောပေးပါမယ်ဒီ video လေးကိုကြည့်ဒါကတော့ညီသတင်းကျွတ်လာပြည့်နေ့မှာလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့သတင်းကျွတ်လာပြည့်နေ့ကနေစပြီးတော့2025အတော်တွင်ဘယ်ရက်မှာကြီးပြတဲ့ရက်ကရေနှစ်ပတ်ဒါမှမဟုတ်ရင်2လအတော်တွင်းမှာဆိုရင်ကြုံရမယ့်အနာဂတ်လေးနဲ့ငွေကြေးဒီငွေကြေးတွေဘယ်ဟာရလာမလဲ income တွေဘယ်ဟာတိုးလာမလဲ portal gate တွေဘယ်ဟာပွင့်လာမလဲဆိုတာလေးကိုညင်းပြောပြပေးပါမယ်ဒီထဲကသူတွေကတော့တေးကြတယ်ဒီ Aries တွေပါမယ် Aries တွေအရန်ကို strong ဖြစ်နေတယ်ဒါပေမဲ့ Aries တွေတက်ပို့ပြီး strong ဖြစ်တာဘာလဲသိလားညတို့Aquarius တွေဒီထဲမှာ Aquarius တွေနားထောင်တဲ့သူတွေရှိမယ် Gemini နောက်ကြ Libra နောက် Libra အဲ့လူတွေကဆိုရင်တော့တကယ်ကိုဒီထဲမှာပို့ပြီးတော့တိုက်ဆိုင်လိမ့်မယ်ပို့ပြီးတော့လေဒီဟာနဲ့ပတ်သက်ပြီးတော့ energy ကိုက်ညီပါလားဆိုတာကိုသွားတွေ့ရလိမ့်မယ်ပေါ့နော်ဒီလူတွေကတော့သေချာပါတယ်ညတို့ဒီဟာကိုမဖြစ်အောင်လုပ်ပေးပါကိုဘာတွေဖြစ်နေလဲအဲ့အလေးကိုပြန်သုံးသပ်စေချင်တယ် okay အဲ့ပြီးတော့နောက်တူအနေနဲ့နောက် group တစ်ခုအနေနဲ့ဆိုရင်တော့ညတို့ဒီခုနပြောတဲ့ Aries လို့အဲ့လူတွေကတော့သေချာပါတယ်
ညင်တို့နည်းနည်းလေး group ထဲမှာပါလာတာကိုတွေ့ရတယ်ဒါပေမဲ့သူ